အားလုံးပဲမင်္ဂလာပါ Guardian Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့လူချင်းမတို့အများစုမသိသေးတဲ့ဒါမှမဟုတ်လေးလျူရှုထားမိတတ်တဲ့ဗိုက်တာမင်တစ်မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗိုက်တာမင် D လို့ပြောလိုက်ရင်နေအောင်ကြည့်ခံလိုက်ရင်ရတာပေါ့လို့ရိုးရိုးလေးထင်ထားရင်မှားပါလိမ့်မယ်တကယ်လို့များအသင်ရဲ့ခန္ဓာကိုယ်ကရိုးတွေကတဖြည်းဖြည်းနာကျင်လာမယ်ကိုယ်ခန္ဓာကအားနေပြီးဖျားနာလွယ်လာမယ်အမြဲတမ်းပင်မနှွမ်းနေမယ်ဆိုရင်ဒါဟာဗိုက်တာမင် D ချိုးတဲ့နေရာကြောင့်များဖြစ်နေမလားဆိုပြီးထည့်သွင်းစဉ်းစားရင်လိုအပ်လာပါလိမ့်မယ်ဒီဗီဒီယိုမှာလူချင်းမတို့အတွက်ဗိုက်တာမင် D ဟာလူချင်းမတို့ရဲ့အယိုးကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးအတွက်ဘယ်လောက်ရေးကြီးသလဲဗိုက်တာမင် D ချိုးတဲ့ရင်ဘလို့ဆိုးဝါးတဲ့ယောဂတွေနဲ့ပြဿနာတွေဖြစ်လာနိုင်သလဲဗိုက်တာမင် D ကိုနေအောင်ကြည့်ကနေဘယ်အချိန်ဘယ်လောက်ကြာခံယူရမလဲနေအောင်ကြည့်မခံနိုင်ရင်ရောဘယ်အစားအစာတွေနဲ့ဆေးဝါးတွေကနေရယူနိုင်မလဲစတဲ့အချက်လက်များကိုအသေးစိတ်ဖော်ထုတ်ပြသပေးသွားမှာဖြစ်ပါတယ်ဗိုက်တာမင် D ကခန္ဓာကိုယ်အတွက်ဘလို့အရေးကြီးသလဲ1အယိုးနဲ့သွားကျန်းမာရေးဗိုက်တာမင် D ရဲ့အဓိကတာဝန်ကလူချင်းမတို့စားသုံးလိုက်တဲ့ကယ်လ်ဆီယမ်ဓာတ်တွေကိုဦးလန်းချောင်းကနေအပြည့်အဝဆုပ်ယူနိုင်ဖို့ကူညီပေးတာပါဗိုက်တာမင် D မရှိရင်ကယ်လ်ဆီယမ်ဘလောက်ပဲစားအယိုးတွေစီရောက်မှာမဟုတ်ပါဘူးဒါကြောင့်ဗိုက်တာမင် D ဟာအယိုးနဲ့သွားတွေကိုခိုင်မာစေဖို့မရှိမဖြစ်လိုအပ်ပါတယ်2ကိုယ်ခန္ဓာစနစ်ကိုမြင့်တင်ပေးခြင်းဗိုက်တာမင် D ဟာသွေးဖြူဥတွေရဲ့လှုပ်ဆောင်ချက်တွေကိုပံ့ပိုးပေးပြီးဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားပိုးတွေကိုထိထိရောက်ရောက်တိုက်ဖျက်နိုင်ဖို့ကူညီပေးပါတယ်မကြာခဏဖျားနာခြင်းသို့မဟုတ်တုပ်ကွေးဖြစ်လွယ်ခြင်းဟာဗိုက်တာမင် D နည်းနေရကြောင့်ဖြစ်နိုင်ပါတယ်3ကြွက်သားဆွဲဆောင်ရည်မြင့်တင်ပေးခြင်းကြွက်သားတွေအားကောင်းဖို့နဲ့လှုပ်ရှားမှုတုံ့ပြန်မှုတွေအတွက်ကယ်လ်ဆီယမ်ကိုထိန်းညှိပေးရမှာဗိုက်တာမင် D ကအရေးပါပါတယ်4စိတ်ကျန်းမာရေးဗိုက်တာမင် D ဟာအုံနောက်ကနေပျော်ရွှင်မှုကိုပေးတဲ့ဆီရိုတိုနင်ဓာတ်ကိုထုတ်လုပ်ဖို့အတွက်အကူအညီပေးပါတယ်ဒါကြောင့်ဗိုက်တာမင် D ချို့တဲ့ရင်စိတ်ဓာတ်ကျခြင်းနဲ့စိတ်ခံစားခြင်းမတည်ငြိမ်ခြင်းတွေဖြစ်နိုင်ချေပုံမများပြားတာကိုတွေ့ရှိရပါတယ်ဗိုက်တာမင် D ထက်ချို့တဲ့ခြင်းဤဆိုးကျိုးများနှင့်ယောဂများဗိုက်တာမင် D ချို့တဲ့ခြင်းဟာလူတိုင်းနီးပါးတွင်ဖြစ်နိုင်ပြီးအထူးသဖြင့်ရုံသမားများအိမ်တွင်းအနေများသူများအသက်ကြီးသူများနှင့်အသားရည်ညိုသူများမှာပုံမှုဖြစ်များပါတယ်ဗိုက်တာမင် D ထက်ချို့တဲ့ခြင်းဤယောဂလက္ခဏာများခါနာခြင်းအယိုးများနာကျင်ကြိုက်ခဲခြင်းအမြဲတမ်းပင်မနှွမ်းနေပြီးနှုံးချိနေခြင်းစပင်းကျွတ်ခြင်းအနာကျဉ်နှုံးနှေးကွေးခြင်းစိတ်ဓာတ်ကျခြင်းနှင့်အိမ်မပျော်ခြင်းစသည်တို့ဖြစ်ပါတယ်ဗိုက်တာမင် D ထက်ချို့တဲ့ခြင်းဤနောက်ဆက်တွဲဆိုးကျိုးများကလေးများတွင်ဗိုက်တာမင် D ထက်ပြင်းစွာချို့တဲ့ပါကကလေးရိုးပျော့ယောဂဖြစ်ပြီးအယိုးအဆစ်များပုံပြတ်ခြင်းခြေထောက်များကွေးခြင်းစသည်တို့ကိုဖြစ်ပေါ်စေပြီးအချိန်မီမကုသရင်ရေရှည်မှာအယိုးတွေပျက်စီးသွားစေနိုင်ပါတယ်လူကြီးများတွင်အယိုးပါခြင်းအယိုးပျော့ခြင်းတို့ကိုဖြစ်ပြီးအယိုးပွားယောဂကိုဖြစ်စေပါတယ်ဒါကြောင့်တင်းငယ်တဲ့ထိခိုက်မှုတွေနဲ့တောင်အယိုးကျိုးလွယ်ပြီးသက်ကြီးရွယ်အိုတွေမှာအယိုးကျိုးတာကနောက်ဆက်တွဲပြဿနာတွေကြောင့်အသက်အန္တရာယ်ထိဖြစ်စေနိုင်ပါတယ်နာတာရှည်ယောဂများစီးချိုသွေးတိုးနှလုံးယောဂကင်ဆာအချို့ဖြစ်နိုင်ခြေကိုပါမြင့်တက်စေပါတယ်ဗိုက်တာမင် D ရယူရန်နည်းလမ်းများဗိုက်တာမင် D ကိုဘယ်လိုရယူနိုင်မလဲဗိုက်တာမင် D ကိုရယူဖို့နည်းလမ်း၃ခုရှိပါတယ်1နေအောင်ကြည့်ဗိုက်တာမင် D ရဲ့အကောင်းဆုံးနဲ့အသန့်စင်ဆုံးရင်းမြစ်ကတော့နေအောင်ကြည့်ပဲဖြစ်ပါတယ်လူချင်းမတို့အရေးပြဟာနေအောင်ကြည့်တဲ့ကခင်းလွန်ရောင်ကြီးအမျိုးအစား UVB နဲ့ထိတွေ့လိုက်တာနဲ့ဗိုက်တာမင် D ကိုစတင်ထုတ်လုပ်ပါတယ်ဒါဟာလျင်မြန်ပြီးအကျိုးရှိတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဗိုက်တာမင် D ကိုအများဆုံးထုတ်လုပ်နိုင်တဲ့အချိန်ကတော့မနက်10:00 နာရီမှနေ့လယ်3:00 နာရီကြားဖြစ်ပါတယ်ဒီအချိန်ဟာ UVB ရောင်ကြီးအားအကောင်းဆုံးချိန်ဖြစ်ပါတယ်တစ်ပတ်ကို2ကြိမ်မှ3ကြိမ်တစ်ကြိမ်လျှင်10မိနစ်မှ15မိနစ်ခန့်နေအောင်ကြည့်ကိုတိုက်ရိုက်ခံယူဖို့လိုအပ်ပါတယ်အသားအရည်ရဲ့အနည်းဆုံး10%ခန့်ဥပမာမျက်နှာလက်မောင်းခြေသလုံးတို့ကိုဖုံးမထားဘဲနေအောင်ကြည့်နဲ့တိုက်ရိုက်ထိတွေ့ပေးရပါမယ်ဒီနေရာမှာရေးကြည့်အချက်တစ်ခုကိုပြောပြပါမယ်ဖြည့်ဆွက်ဆေးတွေကနေဗိုက်တာမင် D ဓာတ်ကို400 IU
800 IU လောက်သာရရှိနိုင်ပေမဲ့နေအောင်ကြီးကနေဆိုရင်လိုအပ်သည့်ထက်အစာပေါင်းများများစွာပိုမိုရရှိနိုင်ပါတယ်။သူဒေသနာများအရအသားမညူသူတို့သည်နေပူချိန်ကောင်းမွန်သောနေ့တစ်နေ့တွင်နေအောင်ကြီးကို15မိနစ်ခန့်ခံယူဖြင့်ဗိုက်တာမင် D ပမာဏ1000 IU မှ2000 IU ထိထုတ်လုပ်နိုင်ပါတယ်။နေအောင်ကြီးကနေဗိုက်တာမင် D လွန်ကဲမှုဖြစ်မှာကိုစိုးရိမ်နေစရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ဟာဗိုက်တာမင် D လုံလောက်တဲ့ပမာဏကိုထုတ်လုပ်ပြီးရတဲ့တစ်ပြိုင်နက်ထုတ်လုပ်မှုကိုအလိုလျောက်ရက်တက်ပြစ်လိုက်လို့ပဲဖြစ်ပါတယ်။သို့တော့နေအောင်ကြီးကိုအကြာကြီးခံရင်တော့နေလောင်ထန်နဲ့အရေပြားကင်ဆာကိုသတိထားရပါမယ်။နှစ်အစားအစာများနေအောင်ကြီးခံယူဖို့အခွင့်အလမ်းနည်းသူများအတွက်အစားအစာတွေကနေဗိုက်တာမင် D ဓာတ်ကိုရယူနိုင်ပါတယ်။တစ်အဆီများသောငါးများဆယ်မွန်ငါးမက်ဂရယ်ငါးစာရင်းငါးနဲ့တူနာငါးတို့လိုပင်လယ်ငါးကြီးတွေရဲ့အဆီမှာဗိုက်တာမင် D ဓာတ်အများဆုံးပါဝင်ပါတယ်။နှစ်ကြက်ဥအနှစ်ကြက်ဥနှစ်ကိုစားသုံးခြင်းဖြင့်လည်းဗိုက်တာမင် D ဓာတ်ကိုအသင့်ရရှိနိုင်ပါတယ်။သုံးမိုးများအချို့သောမိုးမျိုးစားများဥပမာရှတာကီစားတဲ့မိုးမျိုးစားတွေကနေအောင်ကြီးဒါမှမဟုတ်ခဲလုံရောင်ကြီးတွေနဲ့ထိတွေ့မိတဲ့အခါဗိုက်တာမင် D ဓာတ်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။လေးအားဖြည့်ထားသောအစားအစာများဗိုက်တာမင် D ဓာတ်ဖြည့်တင်းထားတဲ့နို့ဒိန်ချင်းလိမ္မော်ရည်နဲ့ကောင်းနှံစာချို့ကိုလည်းမျှဝေနိုင်ပါတယ်။သုံးဆေးဝါးများနဲ့အရေးကြီးသောသတိပေးချက်နေအောင်ကြီးနဲ့အစားအသောက်ကနေဗိုက်တာမင် D ဓာတ်မလုံလောက်တော့တဲ့အခါဗိုက်တာမင် D ဖြည့်စွက်ဆေးတွေကိုလိုအပ်လာပါတယ်။သက်ကြီးရွယ်အိုများအသက်သို့မဟုတ်ကျောက်ကပ်ပြဿနာရှိသူများအဝလွန်သူများနဲ့သွေးစစ်တဲ့အခါဗိုက်တာမင် D အဆင့်အလွန်နည်းနေကြသူများဟာဗိုက်တာမင် D ဖြည့်စွက်ဆေးများကိုတောက်သုံးရန်လိုအပ်ပါတယ်။အများစုကတော့ဗိုက်တာမင် D3 folic acid ပုံစံကိုတောက်သုံးလေရှိကြပါတယ်။သတိပေးချက်ဗိုက်တာမင် D ဖြည့်စွက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲလိုတာထက်ပိုမိုတောက်သုံးခြင်းကိုလုံးဝရှောင်ကျဉ်ရပါမယ်။လွန်ကဲစွာတောက်သုံးမိတဲ့အခါသွေးထဲမှာကယ်လ်ဆီယမ်တွေများလာပြီးကျောက်ကပ်ပျက်စီးခြင်းပြုတ်အန်ခြင်းဝမ်းချုပ်ခြင်းစတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ဆေးတောက်မယ်ဆိုရင်သွေးစစ်ပြီးမှသာဆရာဝန်နဲ့တိုင်ပင်ပြီးလိုအပ်တဲ့ပမာဏအတိအကျကိုသိရှိရမှသာအတိအကျပမာဏအတိုင်းမျှဝေသင့်ပါတယ်။လူကြီးမင်းတို့အတွက်ဒီဗီဒီယိုကိုကြည့်ပြီးနောက်မှာဗိုက်တာမင် D ရဲ့အခန်းကဏ္ဍဟာဘယ်လောက်တောင်ကျယ်ပြန့်ပြီးအရေးကြီးသလဲဆိုတာကိုနားလည်သဘောပေါက်သွားပြီလို့ယုံကြည်ပါတယ်။နေ့စဉ်ဘဝမှာနေအောင်ကြီးခံယူဖို့15မိနစ်စာအချိန်လေးကိုပေးပါ။ဗိုက်တာမင် D ပါတဲ့အစားအစာတွေကိုရွေးချယ်စားသုံးပါ။ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဗိုက်တာမင် D ကိုလုံလောက်စွာဖြည့်တင်းခြင်းအပြင်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအဆင့်အတန်းကိုမြင့်တင်ပါလို့တိုက်တွန်းလို့ဆိုလိုပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကနေအကျိုးရှိတဲ့ဘူးသုဒတွေရရှိသွားခဲ့တဲ့ဆိုရင် like and share လုပ်ပြီးအားပေးခဲ့လို့ရပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကြည့်အောင်လဲnotification bell လေးနှိပ်ခဲ့ဖို့အကြံပြုချင်ပါတယ်။လူကြီးမင်းတို့အနေနဲ့သိလို့တဲ့ကျမ်းမာရေးဘူးသုဒတွေရှိရဆိုရင်လဲ comment မှာမေးသွားပေးလို့ရပါတယ်။နောက်ထပ်အဖို့တန်တဲ့ကျမ်းမာရေးဘူးသုဒတွေအတွက် Guardian Channel ကို subscribe လုပ်ပေးဖို့တောင်းဆိုရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲကျမ်းမာပျော်ရွှင်နိုင်ကြပါစေ။